အားလုံးပဲမင်္ဂလာပါခင်ဗျာစင်ကာပူရောက်ရင်ကျွန်တော်တို့အစားအသောက်တွေမကပဲဖူးကော့တွေမှာရောက်တဲ့ကော်ဖီအခေါ်အဝေါ်တွေအကြောင်းကိုဒီနေ့ vlog မှာတော့ပြောပြပေးပါမယ်စင်ကာပူဖူးကော့တွေမှာအခြေခံအားဖြင့်ကော်ဖီက3မျိုးရှိပါတယ်ကော်ဖီစီကော်ဖီအိုးဆိုပြီးတော့3မျိုးရှိပါတယ်ကော်ဖီကတော့ကော်ဖီတကြားနှိုးစီကိုရောပြီးဖြော်ထားတာပါကော်ဖီစီကတော့ကော်ဖီနဲ့နိုစိမ်းနဲ့ကိုရောပြီးဖြော်ထားပါသူကတော့တကြားပေါ့ပါတယ်ကော်ဖီအိုးကတော့ black coffee နဲ့တကြားနဲ့ဖြော်ထားတာပဲဖြစ်ပါတယ်ဒီအပြင်ထူးခြားတဲ့ကော်ဖီအမျိုးအစားလေးတွေကိုပြောပြပါမယ်ကော်ဖီကိုအောင်ဆုံးကတော့0 sugar တကြားမပါတဲ့ကော်ဖီကိုပြောတာပါနောက်ဒုတိယတစ်မျိုးကတော့ကော်ဖီရှူတိုင်းဆိုတာကတော့တကြားလျှော်တာပါသူကတော့ချမ်းမာရေးအတွက်အမှားများပါတယ်နောက်တတိယအမျိုးအစားကတော့ကော်ဖီကားတိုင်းဆိုတာကတော့တကြားပူထည့်တာပါအချို့ကြိုက်တဲ့သူတွေအတွက်အဆင်ပြေပါတယ်နောက်ဆုံးအမျိုးအစားကတော့ကော်ဖီပန်ဆိုတာကတော့ကော်ဖီအေးကို ice coffee ကိုပြောတာပါဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် vlog တွေမှာလည်းပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ